ကျွန်တော်ပါခဲ့ဘူးပေါ့ဒါပေမဲ့အခုမှကျွန်တော်လူလိုလို့ဆိုပြီးတော့မှကျွန်တော်ကိုလာပြီးတော့ခေါ်ခဲ့ပါ၏အဲ့တော့ကျွန်တော်ကလည်းဝင်ပြီးခဲ့လိုက်တော့လေထားမယ်အဲ့ဒီခွဲမှဆိုတော့ပြီးကျွန်တော်ကတော့တင်စိုးဆိုတဲ့အရာတွေမှာဖြစ်ဖြစ်ပါပြီးတော့ဗျာတော်တော်ကြီးကိုသွားယူမှာကျွန်တော်အနေနဲ့လက်နေကြတာဗျာဒါတည်းနဲ့ဟုတ်ပြီပြဿနာပေါင်းအဲ့ဒီခွဲမှာကျွန်တော်လူဆိုင်ဆက်ခဲ့ပါပြီဗျာကျွန်တော်ရဲ့အကိုအကြီးရဲ့အကိုဆိုလို့ဒီကျတော့ဒီဇိုင်းနဲ့ဒီအပီတို့ပဲဖြစ်ပါ၏ဒါကိုကျွန်တော်တစ်ခွက်ရအန်မီလို့ဆိုတော့ဒီ YouTuber တွေပဲအဲ့တော့ကျွန်တော်တို့ကအပြိုင်တိုင်းပြည့်မှာဖြစ်ပါ၏ဒါပေမဲ့ break ပြရတာမယ်လေကျွန်တော်ဘက်မှာတော့ကို ID ပါနေဖြစ်တာလေအဲ့ AC ပဲပွဲတော်ထဲတိုင်းအပျော်ပေးမဟုတ်လို့ကျွန်တော်အနေနဲ့ကတော့တမန်မှုမှာတော်ပြီးတော့မှဆော့ဖြစ်တာပဲဖြစ်ပါတယ်ခင်ဗျာရိုးမိမှာဒီကောင်ဘာလို့ကြိုင်မှာလဲအာပါလီနိုမင်းတင်တော့ဘာညာလဲစားတယ်ဟာရလာလဲတော့ဒီပွဲနေ့မှာဆိုရင်တွေ့တဲ့ချမ်းနေဆိုတာကိုကျွန်တော်ကန်လိုက်ရပါလိအကြောင်းကတော့ဘလို့တီးရတိုင်းပဲဟိုဘက်ပပါနေတာကျွန်တော်ဒီ Franco တို့ Ruby တို့အခြား fan တွေလို့ရှိရင်ကျွန်တော်နေပပါတိုင်ပန်းနိုင်ရရှိရပေါ့နော်ကျွန်တော် HP လဲဟိုတာဝါယူထားတာဖြစ်တဲ့ကြောင့်မလို့ပထမဦးဆုံးကျွန်တော်လောက်ရမှာပါလေဆိုတော့ဘလို့အားလုံးကြည့်ကြတဲ့အတိုင်းပဲချင်ကလာကိုဘူပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါပြီးရင်တော့ကျွန်တော်လိမ့်ဝင်တော့ပြီးတော့မှဒီ crit ကိုကျင်းရမှာပေါ့ပထမဦးဆုံးကျွန်တော်ဒီတရားမှာဒီ Franco ကဗျာကျူလာဆွဲမစင်တာဆိုကျွန်တော်ကဒီဘဲကိုပါဝါရနေဒီအချင်းကနေတော့ကြာဝါနိုင်ရှိရပေါ့နော်အန်းဒီမှာတိုင် attack တော့မှတယောက်နိုင်ရှိတဲ့အနေထားဗျာအဲ့ဒါကြောင့်မလို့ဒီထားဖို့လိုအပ်ပါတယ်ခင်ဗျာကဲအဲ့ဒါပြီးရင်တော့ကျွန်တော်လိမ့်ကိုကျွန်တော်တော်ပြီးတော့မှ crit ကိုတခြားလေးကျွန်တော်ရှင်းလိုက်တယ်ပေါ့လေဒါပေမဲ့ဟိုဘက်ကျွန်တော်ရှင်းထဲမှာမဟုတ်မှန်းဗျာအဲ့ဘဲတော့ဒီ guide အကြောင်းတို့ item အကြောင်းတို့နေပါသူကနားလေရကျွန်တော်အမှန်တိုင်းပြောမယ်အဲ့လိုမျိုးကျွန်တော်နားမလည်ဘူးဘာလို့ဆိုကျွန်တော်ရောချတဲ့ကောင်ဗျာခဏလေးအဲ့ဒါခဏခါကျွန်တော်အဒီကတော့ဒါကိုအယုံဆုံးရှင်းရမှာတားရခဏလေးမော်စမကောင်းနေကွာကျွန်တော်ပြောတာမဟုတ်တာတကယ်အဲ့ဘဲရောနင်းတော့စကီတော့မဟုတ်ခဏလေးဟုတ်ကဲ့အားဒီကျွန်တော်တော့ဘယ်သူမှမရှိတော့ဘူးဟာဘလို့ဟုတ်တယ်ဘယ်သူအဲ့နားမှာလေဖန်เนี่ยပြန်ရောက်ချလာတယ်ကွာမယ်သူကဘန်းမယ်ဘောလို့ဘန်းမယ်လို့မဘဲပါဘူးဟာတကယ်စောက်စားယူသွားအောင်ကျွန်တော်ကလေပြန်ပြီးတော့တေဝက်ခဲ့ပါခင်ဗျာဟာရောက်နေဖန်ကိုကြီးရောအဲ့လိုမျိုးဆွဲတာပေါင်းလိုက်ရောခင်ဗျားရှောင်းတော့ပါလေရောက်နေလို့ဘူးနဲ့ဘလို့ဘာမှမလုပ်ကျွန်တော်ကကိုကြီးအဲ့ရှိတယ်ကိုကြီးအဲ့တူပဲရှိုးတာဒါဒီကိုကြီးအဲ့တူဘာလုံးမာလဲကြိုင်လဲကိုဆက်လို့ရှိုးမယ်ဟိုဘက်လေးတိုင်းနေဒါဟိုဘက်လေးတိုင်းနေကွာမင်းတို့ကောင်းတယ်မဟုတ်သေးပါဘူးဟောရောက်ဟိုပိုင်တေးနေတယ်လို့ကိုကြီးဟာတီးနေမတီးစနဲ့ဟိုတီးပါလားလို့မတီးဘူးအေးတိုက်ဝါကြောက် Oh my god ဟိုရဟောရောက်ခဏလေးအားလောလုံးမဖြစ်ဘူးနော်ကျောင်းလာသွေးနေတဲ့အခါကျမှဘက်ကွာကိုရဲ့ဖေးကလုံးဝတကယ်နီးလေးဗျာအဲ့ဒါကကျောင်းလာဒီတော့မသိစနေကြည့်တယ်မလားအနေထားအဲ့လိုမျိုး